အေးလို့ကြည့်တော့ကြံကြည့်အေးလို့ လိတ်တက်မင်္ဂလာပွဲလေးတွေကောစောရှာရင်နဲ့မထင်မှတ်ပဲစားကောင်းတာလေးရှာတွေ့ခဲ့တဲ့ blog လေးလိုပဲပြောပါလိမ့်မယ်အဲ့ဒီနေ့ကအိမ်တက်အတွက်ကောစောလဲရှာရင်အဲ့တဲ့တွေကျွေးဖို့အတွက်ပြည်ပလာတာအတွက်လည်းအမယ်လေးတွေပတ်ဝင်နေနေပြည်တော်မြို့မစီကိုရောက်သွားခဲ့ကြပါတယ်အမားတို့မိသားစုနဲ့ရွှေတောင်ကအန်နီမိုးတို့ရောက်တော့မြို့မစီကိုပတ်လိုက်ကြတာအတုပ်ဆုံတဲ့လေးတွေတွေ့တော့လေစားခြင်းစိတ်ကတဖွာဖွာနဲ့ဆိုတော့အတုပ်ဆုံကိုပြီးကြလို့ရှိရင်ကောင်းကြီးကြီးတော်ကိုဝယ်ပြသွားကြတယ်မြို့မစီကလေကျွန်တော်ရောက်တဲ့ချိန်ညနေ4 နာရီကျော်ပြီဆိုတော့ညနေထုံးစံတိုင်းပဲသူကအမြဲတမ်းလူစီကားတယ်ပေါ့နော်အသေးလေးတွေကလည်းစုံတယ်ပြီးကြလို့ရှိရင်ဝယ်စရာချမ်းစရာလေးလည်းများတယ်ပေါ့နော်အဲ့တော့ဝယ်ရချမ်းတာအဆင်ပြေတယ်အရင်တော့တိတ်တော့မရှိပေမဲ့သူကလည်းသူ့အဆင်ပြေတော့မယ်အတုပ်ဆုံးတဲ့လေးဝယ်ပြီးပြီဆိုတော့နောက်ထပ်မြို့မစီကိုပတ်ရင်လည်းရောက်တိုင်းတောက်နေကြကြံရည်လေးရဲ့ဘေးကကက်ရက်ကကော်ပြန့်ဆိုင်လေးကလည်းမပါမဖြစ်ပေါ့နော်အဲ့ဆိုင်လေးကိုလည်းဝယ်ပြီးအပြည့်ဖြစ်ပါတယ်ကော်ပြန့်ဝယ်နေမှာဒီတစ်ခေါက်မှာတတိထားဖြစ်တာကအင်းလေးသူဆိုတဲ့အင်းလေးရွရဆိုင်လေးကိုပဲအဲ့ဒါနဲ့အင်းရွရဆိုင်လေးမှာစားမယ်ဆိုပြီးတော့ဝင်ပြစ်ခဲ့ကြတာရွှေတောင်သူနဲ့မော်လမြိုင်ကအမားတို့ကတော့သဘောတွေကြားလိုက်ကြတာလေအင်းလေးသူဆိုတဲ့ဒီအင်းလေးရွာဆိုင်လေးမှာလေဝက်သက်ချင်းမုံညင်းပေါင်းနဲ့ဟင်းတုပ်လေးတွေအတော်လေးကောင်းတယ်အဲ့ဒါလေးတော့မိစမ်းကြည့်စေချင်တယ်နောက်ပြီးလို့ရှင်လေသူစီမှာဟင်းတုပ်ကိုလေအသားမျိုးစုံနဲ့ရသေးတယ်လို့ဖက်နိုင်တင်းတင်းနဲ့စားရတော့အမင်းအဲ့တော့သဘောကျတယ်အင်းရွာစားလို့ရှင်မပန်ဖြစ်တဲ့ငါးထမင်းကတော့ဆန်စီစီလေးနဲ့လှုပ်ထားဆိုလို့အရသာကောင်းပေမဲ့ငါးရဲ့အရသာလည်းတက်ပူများရင်တော့အဆင်ပြေမယ်လို့အမင်းယူဆမိတယ်အေးမုတ်ဒီကိုမိမယ်ဆိုလို့ရှိရင်တော့ကိုကမွေးငါ့ကိုကြိုက်တတ်တယ်ဆိုရင်တော့အခြားအင်းစာလေးကိုသူကရွေးပါလို့ပဲအမင်းကတော့အချက်ပြုချင်ပါတယ်မြို့မစီရောက်တဲ့အမင်းအခြားဆိုင်တွေကိုပတ်ပြီးစားပြပေမဲ့ဒီတစ်ခါမှာတော့ဒီဆိုင်လေးကိုသတိထားမိတာပေါ့နော်သူစီကမွန်ကြီးမောင်းလေးကအမင်းတော်တော်လေးသဘောကျပါတယ်အကယ်လို့မြို့မစီရောက်လို့အင်းရွက်စားစားလေးစားကြည့်စီတယ်ဆိုလို့ရှိရင်ဒီဆိုင်လေးမြည်စမ်းကြည့်ပါနော်ဆိုင်လေးကညနေ3 နာရီလေးဆိုစားဖွင့်ပြီးတော့သူကမြို့မစီရဲ့ဝင်ဝင်ချင်းအပေါင်နာမှာရှိတယ်ပေါ့နော်ညာစီဝင်ပေါင်နာမှာပါပြောသလိုကောင်းနေရောကောင်းနေရောမင်းစင်ကိုဟုတ်ကဲ့ဒီ vlog လေးကိုအဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်တူတယောက်စီစဉ်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်ကတော့ဒီမှာစားမယ့် admin အကုန်လုံးဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ